လိမ့်နီးပါးလောက်ကိုတတ်တာတယ်ပုံ တတ်တာအဲ့လိုပုံဟုတ်တယ်ဟုတ်တယ် နော်ဟမ်ရန်ဒီက3နှစ်နဲ့4လတောင်ရပါ ဟုတ်ပါတယ်ဟုတ်ပါတယ် wow live sale ထဲမှာဝယ်တဲ့သူတွေအတွက်ပေါ့နော်နိုင်ငံခြားခီးစဉ်နဲ့ Alpha Watch တွေကန်ထူးနိုင်တဲ့ကန်ဆယ်မဲ့ season လေးရှိသေးတာအဲ့တော့ပြောရမယ်ဆိုတော့နှစ်ထပ်ကွမ်းတောင်မဟုတ်ဘူး3-4ထပ်ကွမ်းကိုတန်တဲ့ live sale လို့ပြောလို့ရတယ်ပေါ့နော်ဟဲ့အခုလာမယ့် April 2 ရက်နေ့မှာ Alpha နေပြီးတော့ live sale လုပ်မှာပဲဒီ air cooler ကြီးလည်းပါရတော့တလုံးကို2သိန်းနီးပါးတောင်တက်တာမှာလက်ဆောင်တွေလည်းထပ်ပေးအောင်ပါတဲ့အိမ်မှာလိုနေတဲ့ air cooler အကြီးလဲပါတယ်ဟာ share ပဲမမေ ဘာလဲသမီး Alpha ကအခုလုပ်မဲ့ live sale မှာလीသမီးလိုချင်နေတဲ့ air cooler ကြီးကိုသိန်းချီစီတက်တာမှာ ဟုတ်လား ဟုတ်တယ်မေဒီမှာကြည့် အေးကောင်းသားပဲအဲ့ဆိုရင် ဟုတ်တယ်မေ ဟုတ်ပြီအရင်တနေ့မမေတို့ဘာမှဝယ်ထားတဲ့ဟာအေးအဲကိုလာလေးလည်းအဆင်ပြေတယ် ကိုလုံးလေ အေးအဆင်ပြေတယ်အရင်နှစ်မေကလည်းအရင်ပြက်တယ်လေနော် ဟုတ်တယ်အဲ့ဒီကဆိုမေမီးတွေတအားတက်တယ်လေမီးဆက်စီတွေကလည်းဝယ်ရခတ်သလားမမေးနဲ့နော်ဟုတ်တယ် အဲ့တော့ဆိုသမီးတို့စီတောင်ဝယ်တော့မီးပြတ်ပြီဆိုရင်အခုလာလေးနဲ့အိမ်မှာအေးဆေးလုပ်လိုက်တာ လေးနဲ့အဆင်ပြေ ဟုတ်တယ်ဒီနှစ်ကလေသမီးရပါဆိုရိုက်ကူးရေးလုပ်တဲ့အခါမှာဆိုလူတွေများရယ်လေများတော့သမီးနည်းနည်းသူ့ထက်ပိုကြီးတဲ့အခုလာလိုချင်တာအဲ့တော့သမီးလိုချင်တဲ့ဟာလေ live sale မှာဝယ်တယ်ဆိုအများကြီးတက်တာမှာ အခု live sale မရှိခင်အပြင်မှာအရင်သွားကြည့်လိုက် အာ နော်ဟုတ်အေးပြီးတော့မှ live sale ရှိတဲ့ချိန်ကိုသွားဝယ်လိုက် ဟာအဲ့ချက်ကောင်းတယ်အဲ့ချက်ကောင်းတယ်အဲ့ဆိုမင်းအတော်ပဲသမီးအခုအပြင်သွားကြရရှိတယ်အဲ့တော့ Alpha showroom မှာတခါတည်းဝင်ကြည့်ခဲ့မယ် အင်းပေါ့ကြည့်လိုက် ဝယ်တာကတော့မေပြောသလို live sale ရောက်တော့မှာပဲ short သေးနဲ့ဝယ်လိုက် okay အဲ့ချိန်မှာဝယ်နော် ဟုတ်ပြီသွားလာမယ်နော် အေးကောင်းပြီ ဟုတ်မင်္ဂလာပါအမ Alpha လက်ထုံးနဲ့ကြိုဆိုပါတယ်။မလေးများကြပြရအောင်များ အမကိုလေအဲကူလာလေးပြပြပါလား ။ဟုတ်ကဲ့ဒီတော့ကြောက်အောင်များ မော်ဒယ်တွေတော်တော်စုံတာပဲ ဟုတ်ကဲ့ပါမော်ဒယ်ဆုံးပါတယ်ညာဟုတ် အမအိမ်မှာသုံးနေတာလေဒီမှာဒါလေးတက်လား ဟုတ်ကဲ့ပါမဒါလေးတမီး တော်တော်အဆင်ပြေရယ် ဟုတ်ကဲ့ပါ ဘာဖြစ်လို့ဆိုတော့ तू ကလေ LED မီလေးရောပြီးတော့ဒီဖုန်းကသွင်းလို့ရ USB ပေါက်ကောပါတော့လေ ဟုတ်ကဲ့ပါမှန်တယ် မီးပြန် AC ပဲဒါလေးဖွင့်ပြီးတော့ဖုန်းကလေးသွင်းပြီးတော့ ဟုတ်ပါတယ်ညာ မီးစက်တောင်နှိုးကြ ဟုတ်မှန်တယ်ဒီဟာလေးကကျတော့အခုနောက်ပိုင်းအသုံးနဲ့များလာတယ်ညာ အော် ပြီးတော့ကျတော့ကျွန်တော်တို့ဒီမီးပြည့်အောင်မှဒီက9နာရီလောက်ထိဘက်ထရီအားခံတယ် ဟုတ် ပေါ့ ကဲ့ နော် အဲ့ဘယ်သူအားလဲ ဟုတ်ဘ ခံ က်ထရီအားခံပါဟုတ် အဲ့တော့အခုအမကကြတော့လေဗာလေသူ့ထက်နည်းနည်းပိုကြီးတဲ့ဟာကိုလိုချင်တာ ဟုတ်ကဲ့ညာဟုတ်ရှိပါတယ်ညာဟုတ် အမဘာလေးဝင်ကောင်း ဟုတ်ကဲ့ညာကျွန်တော်တို့ဒီဟို400 PT လေးနဲ့ပေါ့နော်950 PT လေးဒီမျိုးဟိုအကြီးဝရှိပါတယ်ဒါလေးက40လီတာဆန့်ပြီးတော့ဒါလေးက55လီတာဆန့်ပါတယ် ။အော်ဒါရေတော်တော်ဆန့်တာပဲ ဒီတော်ဆန့်ပါတယ်ဟုတ် ။ဟောအေးဒါလေးကိုတော့အမပိုစိတ်ဝင်စားနေတ ဟုတ်ကဲ့ပါ လား။အမတို့ကကြောက်လေရိုက်ကူးရေးလုပ်တဲ့အချိန်မှာသုံးကျင်တာ။အဲ့တော့လူကလည်းများတယ်အခန်းကလည်းကျယ်တယ်။အဲ့တော့ဒါလေးကတော့ပိုအဆင်ပြေမယ်ထင်တယ်နော် ဟုတ်ကဲ့ပါပြင်ကျွန်တော်တို့အထင်းမှာသွားကြတော့ဒီ filter လေးတွေပါပါနော်ပတ်နေပါတယ်တခုဟိုပါဘောဒီဟာလောင်ကျွမ်းတာပါမရှိတော့ဘူးအဲ့ filter လေးကကြောက်လေသွားပြီးတော့ရေးလေးပါစစ်ပြီးရပါတော့ရေးထည့်ဆိုတာကြောက်ကျွန်တော်တို့အနေထိုင်တဲ့ရေးပါထည့်ရင်ဆိုမှာတော့ကျတော့အထင်းမှာ filter လေးကတခုဟိုအနေစစ်တဲ့ပုံစံမျိုးမှာအဲ့လိုမျိုးဖြစ်သွားပြီးတော့အပြင်ကိုသွားရေးတန့်လေးထုတ်ပြီးရညာဟုတ်ကဲ့ပြီးတော့ကျွန်တော်ကကြောက်ဒီအောင်လေးဆိုရင်ကျွန်တော်အားပြည့်ရင်သွား10နာရီလောက်ထိ battery အားခံတယ် ။အော် ဟုတ် battery အားခံတယ်ပြီးရင်ကျွန်တော်တို့ noisy မဖြစ်ဘူးเนาะဟုတ်ကဲ့ ဟုတ်နော်သူ့ size ကနော်အမ alpha Facebook page ပါလေတင်ထားတဲ့ပုံထက်ဆိုင်အများကြီးပိုခန့်ပြီးတော့လေနော်ပိုလဲကြီးတယ် မှန်တယ် ပြင်မာလာကြီးလိုက်တော့လေဒါလေးဆိုအမနဲ့ပိုတင့်တော်မယ်ထင်တယ် ပိုတင်တော်ရညဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီလူများပဲဖြစ်ပြီပေါ့နော်15ပေပတ်လဲ18ပေပတ်လဲတော့သူကဒီကိုဖြန့်ပြီးရတယ်အဲ့လိုပုံစံမျိုးလေးလုပ်ပြီး အဲ့တော့အမ live sale မှာတွေ့ရတယ်လေ ဟုတ်ကဲ့ပါ ဟို17သိန်းကျော်ကိုအမတို့ live sale မှာဝယ်မယ်ဆိုရင်10သိန်းကျော်နဲ့ရရဲဆိုတော့လေအမတွက်ကြည့်ရ3သိန်းနီးလောက်ကိုတက်တာလား ဟုတ်ပါတယ်မဟုတ်ပါ နော်ပြီးတော့အဲ့လက်ဆောင်တွေကလည်းထက်ရအောင်ပါ ဟုတ်ကဲ့ပါ power bank တွေ3သိန်းကျော်တဲ့ power bank မှန်တယ်ညာမှန်ပါ တခိုးကောင်းလေးဆိုပိုတောင်တန်သေးရတယ်အမဖတ်ကြည့်ရလေအဲ့ဟာလေးလေ မှန်တယ် သူကဘာလဲဆိုတော့နော်6သိန်းနီးတန်ကိုလုံးဝ9သိန်းစွန်းစွန်းလေးနဲ့ရမှာဆိုတော့2သိန်းနီးပါးလောက်တက်တာတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ပြီးတော့အမဖတ်ကြည့်တလောက်ဒီ live stream မှာဝယ်မယ်ဆိုတော့9000ကျော်တဲ့ power bank တစ်ခုလည်းထည့်ရအောင်ပါဆိုတော့3သိန်းနီးပါးလောက်ကိုတက်တာတယ်ပုံ တက်တာအဲ့လိုပုံစံဟုတ်တယ်အဲ့ဇင်းလုံးလေးရမှာကျွန်တော် live stream အတွက်ပေါ့နော်ကျွန်တော်တည်တံ့ဇင်းလုံးလေးထုတ်ထားပြရပါဟုတ်ကဲ့ အော်အေးနောက်ထပ်မေးချင်တာအမ Randy ကိစ္စကိုမေးချင်လို့ ဟုတ်ကဲ့ အမအိမ်မှာရှိရဲ့အလုံးကတော့3နှစ် Randy ပေးရလို့တော့ပြောတယ်ကျန်တဲ့အလုံးနေအောင် ကျန်တဲ့လုံးတွေကျွန်တော်3နှစ်ပေးတာအခုကျွန်တော်ဟိုပါအခုလက်တော့မှာတော့ live stream ထဲမှာဝင်နော် live stream မှာဝင်မယ်ဆိုရင်တော့ကျွန်တော်4လထပ်ပေါင်းပြီးတော့ Randy တက်တန်းတော့3နှစ်နဲ့4လပေးတာပါတယ်
Brandy က3နှစ်နဲ့4လတောင်ရမှာ ဟုတ်ပါတယ်ဗျဟုတ်ပါတယ်မှန်ပါ Wow အမကတော့ live stream မှာဝယ်သင့်နေပြီထင်တယ်နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာလေအဲကူလာဝယ်ဖို့စဉ်းစားနေရဆိုရင် Alpha ရဲ့ live stage ကိုပေါ့နော်မဖြစ်မနေစောင့်ကြည့်ကြဖို့နနာကတော့တိုက်တွန်းချက်နဲ့သူက Alpha Electronics ဆိုတဲ့ Facebook page မှာပေါ့နော် April 2 ရက်နေ့ကျရင်လွှင့်ပေးမှာအသေးစိတ်ကိုလည်းသူတို့ page ကနေပြီးတော့တောက်လျှောက်တင်ပေးနေလိမ့်မယ်ပေါ့နော်အဲ့တော့ပေါ့နော်ဈေးနှုန်းတွေဆိုရင်လည်းအများကြီးသက်သာမဲ့အပြင်ပေါ့နော်နာတို့လက်ဆောင်တွေလည်းထပ်ရအောင်ပါပြီးတော့လေ live sale ထဲမှာဝယ်တဲ့သူတွေအတွက်ပေါ့နော်နိုင်ငံခြားခီးစဉ်နဲ့ Alpha Watch တွေကန်ထူးနိုင်တယ်ကန်ဆယ်မဲ့အစီအစဉ်လေးရှိသေးရအဲ့တော့ပြောရမယ်ဆိုတော့နှစ်ထပ်ကွမ်းတောင်မဟုတ်ဘူး3-4ထပ်ကွမ်းကိုတန်တဲ့ live sale ကြီးလို့ပြောလို့ရတယ်ပေါ့နော်တခုမေးကြလို့အခုဒီဗီဒီယိုကြည့်နေတယ်အမားရဲ့ fan တွေတွေကပေါ့နော်အဲကူလာဝယ်ချင်တဲ့သူတွေ live sale မှာဝယ်မယ်ဆိုရင်နည်းနည်းတခုခု discount လေးများထပ်ရနိုင်လားဟုတ်ကဲ့အဲ့ဒါအမကြိုက်တဲ့950 PD လေးနဲ့950 PD လေးကို9000 discount ထပ် shop ပေးမယ်တကယ်လားဟုတ်ကဲ့အဲ့ဆိုသူတို့ကဘယ်လိုလာဝင်ရမှာလဲဟုတ်ကဲ့အဲ့ဒါအမရဲ့ဗီဒီယို like share လုပ်ပြီးတော့ဟို live see မှာပေါ့နော်ပထမလာဝယ်ဆရာကိုကျွန်တော်9000 shop ပေးပါမယ်အဲ့ဆိုသူတို့ကအမ fan မယ်ဆိုတာဘယ်လိုလာပြောရမလဲကျွန်တော်လာဝယ်တဲ့ခါကျရင်ပေါ့နော်နန္ဒ kitchen ဆိုတဲ့ကုတ်လေးရေ like share လုပ်ထားတဲ့ 7 shot လေးကိုကျွန်တော်ချက်ပေါက်မှာလာပို့ပေးတိုင်းရပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါမအဲ့တော့ Nana's Kitchen အချက်တလိုင်းနေအနေနဲ့250 BT နဲ့950 BT အဲကူလာဝယ်ခြင်းတဲ့သူတွေဆိုရင် Nana's Kitchen ဆိုတဲ့ကုတ်လေးနဲ့ April 2 ရက်နေ့ Alpha ရဲ့ live stage မှာသွားဝယ်ကြပါဒါပေမဲ့သူပြောသလိုမျိုးပဲဒီဗီဒီယိုကို share ထားတဲ့သူတွေထဲမှာပထမအဆုံးလာဝယ်တဲ့10ယောက်ပဲရမှာဒါကြောင့်လက်တော့ပို့တော့လိုလိမ့်မယ်ပြီးတော့လေ Alpha Electronics ကစင်ကာပူနိုင်ငံရဲ့တရားဝင် license ရထားတဲ့ brand ဖြစ်တာမို့လို့စိတ်လဲစိတ်ချရတယ်။ Randy နဲ့ service ဘိုင်းဆိုင်ရာဆိုရင်လည်းပေါ့နော်ပြောကြရမလို့ဘူး။အဲ့တော့ဒီနှစ်နွေရာသီမှာပူတဲ့ဒဏ်ကိုဖြည့်ရှင်းဖို့အဲကူလာဝယ်ချင်တဲ့သူတွေဆိုရင်လည်း Alpha Electronics ရဲ့ April 2 ရက်နေ့မှာလုပ်မယ်။အဲကူလာ live stage မှာမဖြစ်မနေစောင့်ကြည့်အားပေးကြဖို့မမေ့နဲ့နော်။ပြီးတော့နနရဲ့ဒီဗီဒီယိုပေါ့နော် like and share လုပ်ထားတဲ့သူမှန်သမျှကန်ဆန်းလို့ရမယ် giveaway လေးတစ်ခုလည်းနနထည့်ထည့်ပေးလိုက်မယ်ဘာပေးမလဲဆိုရင်နနအပြင်သွားတိုင်းအမြဲဆောင်ထားဖြစ်တဲ့ Alpha ရဲ့ mini fan လေးကိုပေးမယ်အဲ့တော့ like and share လုပ်ထားတဲ့သူမှန်သမျှထဲကခံတူးရှင်2ယောက်ကိုရွေးပြီးတော့ mini fan 2 လုံးလက်ဆောင်ပေးသွားပါမယ်အဲ့တော့ဒီဗီဒီယိုလေးကို like and share လုပ်သွားဖို့လည်းမမေ့ပါနဲ့ Alpha ရဲ့ April 2 ရက်နေ့ live stage ကိုလည်းစောင့်ကြည့်ပြီးတော့အဲကူလာကြီးအားပေးဖို့လည်းမမေ့ကြနဲ့နော်